WKS ဆိုတာပါလေ WKS ဆိုတာက Wine Get King Series လို့ခေါ်ပါတယ်။တိုင်းရပွဲတစ်ပွဲဖြစ်ပြီးတော့စုကြီးကတော့မသိရသေးပါဘူး။ Honor King Wine Get King Series ပြိုင်ပွဲဆိုတာကအရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့မြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ဘရူနိုင်း၊စင်ကာပူ၊အရှေ့တီမောနိုင်ငံတွေအပြင်ဟောင်ကောင်၊မကာအိုတို့အသင်းတွေကပါဝင်ရှင်ပြိုင်ကြမယ့် Professional League ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။မက်လ28ရက်နေ့ကနေပြီးတော့မေလ25ရက်နေ့ထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့Qualifier Stage Regular Season Playoff အဆင့်ဆိုပြီးတော့ကျင်းပပြုလုပ်သွားမှာပါ။ထူးခြားချက်အနေနဲ့ Qualifier Stage မှာလည်းစုကြီးပေးထားပါသေးတယ်။ Qualifier Stage မှာတော့ Open Qualifier, Close Qualifier ဆိုပြီးတော့ရှိနေပါမယ်။ Open Qualifier မှာတော့ဟောင်ကောင်၊မကာအိုအသင်းတွေကိုတော့ပါဝင်ခွင့်မပေးထားပါဘူး။ဟောင်ကောင်နဲ့မကာအိုအသင်းတွေကတော့ဂိမ်းထဲကနေပြီး Register တင်ပြီးကစားရတဲ့ Open Series Split 3ကနေပြီးတော့တက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Close Qualifier မှာစတင်ပါဝင်လာမှာပါ။အသင်းအနေနဲ့ပါတနာအသင်း6သင်း Qualifier အသင်း2သင်းနဲ့စုစုပေါင်း8သင်းပါဝင်ရှင်ပြိုင်ကြရမှာပါ။ပါတနာအသင်းတွေထဲမှာဆိုရင်လည်းကျွန်တော်တို့ရဲ့မြန်မာအသင်းဖြစ်တဲ့ Impunity Esport Ultra Real တို့ပါဝင်လာမှာဖြစ်ပြီးတော့ WKS မှာသာအနိုင်ရလက်တွေကိုစွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ KWC မှာပါဝင်ခွင့်ရမယ်လို့လည်းသိရပါတယ်။မြန်မာအသင်းအနေနဲ့ဝင်တီးကြဖို့တော့တိုက်တွန်းလိုက်ပါတယ်။ Register link ကိုတော့comment မှာကြည့်လို့ရပါတယ်ဗျ။ Diabolic ပါအားလုံးပဲတက်တာပါဗျ။